ချိန်တိုင်းခွဲရမှာဘလောက်ပဲတွဲနေတဲ့သူပဲဖြစ်ဖြစ်သူကဟိုးတိတ်တန်ရောစဉ်ဖြစ်လို့အတူတူသွားပြီးတော့အတူတူပေါင်းပြီးတော့အတူတူသေလဲအတူတူနေလဲအတူတူဆိုတာကအခုခေတ်မှာတော်တော်ရှားသွားပါပြီတော်တော်ရှားသွားပါပြီဟိုတုန်းကလည်းအတူတူအစိတ်တွေတောက်ပြီးသေကြတာအခုနောက်ပိုင်းမရှိတော့သူကသူလမ်းတော့သူမရှိနောက်တစ်ယောက်ယူတာပဲဆိုတော့လူတွေမှာတရင်ကပဲဆိုအဲ့တော့ကိုလန်းကိုရှောက်ရတဲ့အခါမှာတွဲနေရနေခွဲတဲ့အခါမှာအကောင်းလေးတွေနဲ့ခွဲဖို့ပဲမိဘနဲ့သားသမီးလည်းအချိန်တိုင်းခွဲရမှာဆရာနဲ့တပည့်လည်းအချိန်တိုင်းခွဲရမှာသမီးစားနှစ်ယောက်လည်းအချိန်တိုင်းခွဲရမှာပဲပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာများကလည်းပဲမထိုက်ရင်ခွဲသွားတာပဲမထိုက်ရင်မခံစားရဘူးဆိုတော့ပစ္စည်းဝတ္ထုကလည်းကိုယ်နဲ့ခွဲသွားတာပဲဒါဆိုတော့တက်ရှိကလည်းကိုယ်ကိုခွဲသွားမှာပဲတက်မဲ့ကလည်းကိုယ်ကိုခွဲသွားမှာပဲလာတော့ကလည်းပဲကိုတယောက်တည်းလာတာဆိုတော့အမှန်ကတော့ခွဲခြင်းတွဲခြင်းနေမှာတအားကြီးစိတ်ခံစားချက်တွေရှိနေဖို့တော့မလိုဘူးချော့ချနိုင်ရင်တတ်တာတာပဲလာတော့ကလည်းကိုတယောက်တည်းသွားရင်လည်းပဲကိုတယောက်တည်းသွားမှာဆိုတော့နေရတဲ့အခိုက်ကြုံရတဲ့အခိုက်ရှိရတဲ့အရာလေးတွေမှာတယောက်နဲ့တယောက်သူကခွဲမနေရလို့ဟိုကွဲကြတဲ့အခါမနေရလို့သွားကြတဲ့အခါမှာအာဃာတတွေနဲ့မခွဲဖို့အမုန်းတရားတွေနဲ့မခွဲဖို့တွဲနေတဲ့အခိုက်အတန့်မှာလည်းပဲအရှုံးနေနဲ့မတွဲဖို့နော်တန်ရုံးစင်လေးတွေကိုတန်တန်သမျှရှော့ချပြီးတော့တယောက်နဲ့တယောက်အကျိုးလိုလားတဲ့မေတ္တာလေးနဲ့တွဲဖို့အဲ့ဒါဆိုရင် तू ကပေါင်းလို့ရသွားတယ်မပေါင်းနိုင်ဘူးဆိုတာကမကောင်းလို့မပေါင်းနိုင်တာမဟုတ် तू ကမကောင်းလို့ဒီရတော့မပေါင်းနိုင်ဘူးဆိုကိုကဘယ်လောက်ကောင်းနေလို့လဲအဲ့လိုတွေ့ရ